ချင်းလေးနေတကယ်ကိုတွေ့ပြန်တော့မသိတဲ့အားအင်းကဘာကွေတစ်ခုလုံးသိကျုံပြူရဲ့သူခိုင်းစီတဲ့မြနာဝစဉ်လူတိုင်းနေရတာတကယ်ကိုတွေ့ပြန်တော့မသိတဲ့အားအင်းကဘာကွေတစ်ခုလုံးသိကျုံပြူမြင်